တိုင်ဆင်ကသူ့ရဲ့တစ်ချက်တည်းနဲ့အလဲထိုးနိုင်မဲ့အကွက်ကိုစနစ်တကျအကွက်ဆန်သွားတာပါတိုင်ဆင်ရှေ့တိုးနာတဲ့အချိန်မှာတီလ်မန်ကသူ့ရဲ့ညာလက်နဲ့စထိုးတယ်တိုင်ဆင်ကညာဘက်ကိုရှောင်တိန် slip ပြီးဗိုက်ကိုပြန်ထိုးဖို့ကြိုးစားပေမဲ့လွဲသွားခဲ့တယ်နောက်ထပ်ဘာဖြစ်မလဲဆိုတာဆက်ကြည့်အောင်ကစားသမားနှစ်ယောက်လုံးအကွက်ပြောင်းလိုက်ကြတယ်ဒီတစ်ခါမှာတော့သူတို့နှစ်ယောက်လုံးဖြောင်းလက်သီးတွေကိုပြိုင်တူပစ်ထိုးလိုက်ပြီးညာလက်တင်နဲ့ထက်လိုက်ကြတယ်တိုင်ဆင်ရဲ့ညာလက်ကထိတော့ထိတယ်ဒါပေမဲ့သူက jab ကိုအရင်ပစ်ထိုးလိုက်ကကြောင့်သူ့ရဲ့အရှင်ကနည်းနည်းလေးနောက်ကျသွားပြီးတီလ်မန်ကလက်သီးလာတာကိုမြင်သွားစေတယ်အခုတိုင်ဆင်ဘလူးတိုင်မင်ပြောင်းလဲဆိုတာကြည့်လိုက်ပါသူကအထဲကိုအတင်းတွန်းဝင်သွားတယ်တေချာကြည့်မယ်ဆိုရင်သူက jab ကိုသုံးဖို့လုံးဝစိတ်မကူးထားပါဘူးအရှင်ယူဖို့တသက်ပဲတုံးလိုက်တာဖြစ်ပြီးညာလက်အပေါ်စီးလက်သီး overhand right ကိုအမြန်ဆုံးပစ်သွင်းလိုက်တာပါအဲ့ဒီတစ်ချက်တည်းနဲ့တင်ပွဲကပြီးသွားပါတော့တယ်